တော်ကြီးမွေဟောက်ကြီးတွေကိုပြန်ညှို့ယူကခေါင်းကုန်နှမ်းလေးရှိတယ်မြန်မာနိုင်ငံကအာကမွေဆီယာမကြီးအားလုံးပဲမင်္ဂလာပါလူတယောက်ရဲ့ထဲလန့်ပါရမီစွမ်းရည်ဆိုတဲ့စကားလုံးတွေကိုလူကြီးမင်းတို့ဘယ်လိုနားလည်ထားပါသလဲလူတော်တော်များများအတွက်လှုပ်ဆောင်ဖို့ရအတွက်ခက်ခဲပြီးမဖြစ်နိုင်တဲ့အရာတွေကိုအခက်အခဲမရှိအောင်မြင်စွာလှုပ်ဆောင်ပြသွားနိုင်တာနယ်ပယ်တစ်ခုမှာကျွမ်းကျင်ပညာရှင်တယောက်အနေနဲ့အောင်မြင်စွာရည်တည်နေနိုင်တာတွေကကိုယ်တိုင်ကိုကြလည်းစူးစမ်းအားထုတ်နိုင်စွမ်းကောင်းရမှာဖြစ်တယ်လို့မွေးရပါပါရမီစွမ်းရည်ကလည်းရှိနေအောင်မှဖြစ်ပါတယ်နယ်ပယ်တီးတီးမှာအောင်မြင်နေကြတဲ့လူတော်တော်များများကစူးစမ်းအားထုတ်မှုနဲ့သူတို့ရဲ့စွမ်းရည်ပါရမီထပ်တူကြာသွားကြလို့သာအောင်မြင်တဲ့နေရာတစ်ခုမှာရည်တည်နေနိုင်ကြတာပဲဖြစ်ပါတယ်ဒီလိုထူးခြားတဲ့စွမ်းရည်ပါရမီရှိတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာအမျိုးသမီးတို့အကြောင်းကိုဒီကနေ့အတွက်ကျွန်တော်တို့ရဲ့ထောက်မှတ်ကစင်းကနေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်1944ခုနှစ်တုန်းကမြန်မာနိုင်ငံကိုလာရောက်ပြီးကမ္ဘာကျော် documentary Dangerous Journey ကနေမြန်မာနိုင်ငံမှာဒေါ်ကြီးမွေရောက်အကြောင်း documentary တစ်ခုရိုက်သွားခဲ့ပူပါတယ်တကယ်တော့ဒေါ်ကြီးမွေရောက်ဆိုတာအကိုက်ခံလိုက်ရပြီဆိုတာနဲ့ဆေးမမီပါကအသက်ပါဆုံးရှုံးနိုင်ပြီးဆေးမီခဲ့ရင်လည်းအကိုက်ခံလိုက်ရတဲ့နေရာကိုဖျက်တောက်ပြစ်လိုက်ရတာမျိုးတွေလုပ်ရတတ်ပါတယ်အစိတ်လဲအင်မတန်ပြင်းသလိုယခုချိန်မှာအရန်ကုန်မှရှားပါနေပြီဖြစ်တဲ့မွေမျိုးစိတ်တစ်ခုဖြစ်နေပြီဖြစ်လို့ထိမ့်သိမ့်တဲ့အထဲမှာလည်းပါနေတဲ့မွေမျိုးစားဖြစ်ပါတယ်ဒီလိုရှားပါပြီးအစိတ်ပြင်းတဲ့ဒေါ်ကြီးမွေရောက်တစ်ကောင်ကိုတာမန်အိမ်မွေးတရိတ်ဆန်လေးတစ်ကောင်တစ်ပွဲဂိုင်းတွဲစုံမြူပြသွားတာကတော့မိမသားတူပါပဲဒီအားကမိမကြီးရဲ့အမည်ကတော့ဆီယာမာကြီးဒေါ်နှင်းမာလာပဲဖြစ်ပါတယ်သူမရဲ့မွေတစ်ကောင်ပေါ်လွှမ်းမိုးနိုင်မှုပြုမှုဂိုင်းတွဲနိုင်မှုတွေကိုကြည့်မယ်ဆိုရင်သူမအနေနဲ့မွေတွေရဲ့သဘောတဘာဝကိုအတော်လေးနှက်နှက်ဆက်ဆက်တည်ကျွမ်းထားတဲ့သူဖြစ်ပြီးအင်မတန်ကမှလှုပ်ရှားမှုတိုင်းကလည်းတွက်လက်ဖြက်လက်လို့နေပါတယ်ဆီယာမာကြီးကဦးစွာကရော့ပွဲကိုကိုယ်တိုင်ရွက်ကဒေါ်ဆောင်တောင်ဆောင်နဲ့များထံအယိုသေးပေးရှ िख ိုးကြောမှုပြုပါတယ်။အဲဒီနောက်မှာတော့ဒေါ်ကြီးမွေရောက်ရှိရာကိုရင်းတဲ့သူအတန်ဟစ်ကများခေါ်ပါတယ်။ဒေါ်ကြီးမွေရောက်ထွက်လာချိန်မှာတော့ကမ္ဘာအလင်းဆုံးတရားဖြစ်တဲ့ရင်ကောင်ကိုတောင်မှအလုံးမပေးတတ်တဲ့မွေရောက်လိုတရားကိုခေါင်းလေးပုတ်လိုက်ဗပြင်းလေးကိုလက်နဲ့ထိလိုက်ရံပြူဟန်ပြင်လာရင်ရှောင်းတိန်လိုက်နဲ့သူမရဲ့မွေတွေနဲ့ပတ်သက်ပြီးကျွမ်းကျင်ပိုင်နိုင်မှုတွေကိုပြသနေခဲ့ပါတယ်။တိုင်းတစ်ပါးသားမှလာရောက်ရိုက်ကူးကြတဲ့သူတွေကလည်းသူမရဲ့ပြကွက်တွေကိုမျက်တောင်မခတ်အားအံ့ဩမြင်သက်စွာနဲ့ငေးမောကြည့်ရှုနေခဲ့ကြပါတယ်။သူမရဲ့မွေတကောင်ပေါ်ထိန်းချုပ်ကိုင်းသွင်းနိုင်မှုဟန်ပန်တွေကလည်းတော်တော်လေးကိုလျင်မြန်တွက်လက်မှုမျိုးနဲ့တော့မရနိုင်ပါဘူး။သူမပြသခဲ့တဲ့ပြကွက်တွေရင်ဖိုစရာအကောင်းဆုံးနဲ့အသေးရားစရာအကောင်းဆုံးကတော့လူတရက်စာနီးပါးရှိတဲ့ဗပြင်းတစ်ထောင်ထောင်နဲ့လူအသက်ကိုတမဟုတ်ချင်းဖမ်းယူနိုင်တဲ့ထိုတော်ကြီးမွေဟောက်ရဲ့ဦးခေါင်းကိုတွန်းဆုံမှုမရှိနူးညံ့စွာအနံပေးခြင်းပါပဲ။ဒီပြကွက်ကနိုင်ငံသားမှရိုက်ကူးရေးအဖွဲ့တွေတာမကယခုအချိန်မှပြန်လည်ကြည့်ရှုခွင့်တည်ခွင့်ရတယ်ကျွန်တော်တို့ကိုယ်တိုင်တောင်မှအံ့ဩထိတ်လန့်မှုတွေကိုစီနေပါဒါကမှဆီယာမာကြီးကလွယ်ကူစွာလှုပ်ပြသွားနိုင်ခဲ့ခြင်းကတကယ်ကိုချီးကျူးစရာပါပဲဒါအပြင်ဆီယာမာကြီးကမွေးထားထိန်းသိမ်းထားတဲ့မွေတွေနဲ့ကားပြဖျော်ဖြေတာမျိုးမဟုတ်ပဲတကယ်တောတောင်ကိုတွေတဲကဒေါ်ကြီးမွေရောက်အရန်ကြီးတွေကိုပင့်ခေါ်ပြီးပြသတဲ့အတွက်လည်းအံ့ဩမှင်သက်မိကဆက်လို့ရှားရပါတယ်ဆီယာမာကြီးရဲ့သစ္စာတရားနဲ့အစွမ်းတွေကမွေကြီးတွေကိုပြန်လည်ညှို့ယူထားသလားထင်ရလောက်အောင်ကိုထင်မဲ့လောက်ရပါတယ်။မွေတွေနဲ့ပတ်သက်လာရင်အရန်ကိုတော်တဲ့မြန်မာအမျိုးသမီးတအူးလည်းဖြစ်တာမို့ခေအနေထားရတိုးတက်မှုအားနည်းနေချိန်မှာမြန်မာနိုင်ငံသူတအူးအနေနဲ့ဒိုင်းသဘာသားတွေရဲ့ရှေ့မှာယခုလိုပြကွက်မျိုးတွေရိုက်ကူးခွင့်ရခဲ့ခြင်းကမြန်မာနိုင်ငံသူနိုင်ငံသားတယောက်အနေနဲ့အင်မတန်ကိုမှဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ဆီယာမာကြီးတော်နှင်းမာလာအတွက်လေးစားဂုဏ်ယူစွာဖြင့်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။